တေချာလောင်းမဲကြီးတေချာတွန်းပေးဟုတ်ပြီဆရာမတော်ရင်လားဒီဖွဲ့နဲ့ပြီးခဏနားရအောင်အဲ့လိုသူမင်းစောက်กินထားတယ်โอเคကျေးဇူးပါပဲနော်ဟဲ့သူတို့တွေဘာလုပ်နေကြတယ်မသိဘူးနော်အေးကွာဒီရွာသူလေးရလေရန်ကုန်သူကောက်ကြောင်းနေတယ်အများကြီးတာတယ်ကွာအေးကောဟေးချာတိတ်ဟေးဟင်းကြီးလေးဟောမင်းအဲ့လိုခေါ်လို့ခဲရမယ်ငါခေါ်ရမယ်ကြည့်ဟေးကလေးသားပေါ့ချာတိတ် come on ဟဲ့မင်းတို့ကခလေးသားပေါက်လို့ဘ누구ခေါ်တာမင်းကလည်းမင်းကိုခေါ်တာပေါ့ကွာငါမင်းတို့အဖေရွယ်လောက်ရှိတယ်ကွာအသက်50ကျော်နေဒါနဲ့နေပါဦးမင်းတို့ကငါ့ကိုဘာကိစ္စနဲ့ခေါ်ဒီလိုပါဦးလေးရယ်ဟိုထဲမှာလေတကြံလည်းမဟုတ်ပဲနဲ့ဗျာလူကြီးသူမတွေကိုလေရေချိုးပြီးခေါင်းလျှော့ပေးနေအဲ့ဒါဘာလို့ရလဲဒီကောင်ကြီးကြည့်ရတာမြို့သားတွေနဲ့တူငါ့ကိုစော်ကားတဲ့ကောင်ကြီးနည်းနည်းတော့ကြက်လွတ်လိုက်အော်ဒါလားအဲ့တော့ငါတို့ရွာရဲ့ရိုးရမဆက်လေကွာရိုးရမဆက်ဟုတ်လားမင်းတို့ကမဆက်လို့ပြောတာလဲစိတ်ဝင်စားသွားပြီထင်တယ်စိတ်ဝင်စားတာပေါ့ဗျာအေးမင်းတို့စိတ်ဝင်စားတော့လဲငါပြောပြရတာပေါ့အဲ့ကောင်မလေးတွေကမနေ့ကမှရောက်လာတဲ့ကောင်မလေးတွေလုံးဝအသစ်ဆက်ကလေးတွေဒါမဲ့ဒီနေ့လူကြီးတွေအလှည့်မနှက်ဖန်ကြမှာလူငယ်တွေအလှည့်ပြောရကြရင်နော်ဒီနေ့ကလူကြီးတွေအလှည့်မနှက်ပြန်လူငယ်တွေအလှည့်လုံးဝကွက်တီပဲကွာမင်းတို့စိတ်ဝင်စားဖို့ကောင်းတယ်နော်ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာအသစ်ဆက်ကလေးတွေတဲ့ဘာတဲ့ရိုးရမာဆက်တဲ့ရိုးရမာဆက်ဟဲ့နဲပါသွားပြီးတီးခောက်ကြည့်အောင်ကောင်းတာပေါ့ကွာမင်းလားနေကောင်းတယ်နော်ဟုတ်ရှင်တို့ကဘယ်သူတွေလဲကျမနာမည်ကိုသိနေကြတယ်သိတာပေါ့ဗျာဒီတော့နာမည်ကြီးနေတဲ့ဟာဒါနဲ့မင်းလားဒီလူလူတာဘယ်လောက်ကြာပြီလဲဘယ်လောက်ကြာပြီလဲဆိုတော့နှစ်အစိတ်လောက်တော့ရှိပြီထင်တယ်ဟာနှစ်အစိတ်ဟုတ်တယ်လေနဲတဲ့ experience မှာမဟုတ်တာဗျာကျမတပည့်တွေရလဲလေကျမစိတ်တက်လို့ပဲနော်ပြုစုပေးတဲ့နေရာမှာစိတ်ပါလက်ပါကိုဘေးရင်ပြီးပြုစုကြတာပြောရင်းနဲ့တော့တော်တော်စိတ်ပါလာပြီဗျာကျမတို့အယုံလက်မြတ်မရွေးဘူးရှင်တို့အားလုံးကိုလည်းဖိတ်ခေါ်ရ welcome နဲ့နော်လိုအပ်ရင်ကာကွယ်စေတောင်ထိုးပေးပါကာကွယ်စေးကဘာအတွက်ထိုးမှလဲအော်အခုခေတ်အခုခါရေးမှာလေလူတွေကနေချင်းလိုနေကြတာမလားဟုတ်တယ်မူယူမှောင်အောင်မဲဆိုပိုးတောင်ဆိုသေးတယ်ပြီးတော့လေကဘာမှာကြောက်စရာအကောင်းဆိုတာကူးဆက်ယောဂအဲ့လို virus တွေကူးဆက်မခံရအောင်လို့ကျမတို့ကကာကွယ်ဆေးကိုကြိုထိုးပေးထားတာအော် safety first စိတ်ချရတာပေါ့ဒါဆိုရင်တော့မနှက်ဖန်လာခဲ့မယ်ဗျာမဲရင်လာပြောသလိုမျိုးမဲရင်လာရဲ့ကောင်မလေးတွေကကျွန်တော်တို့ပေါ်မှာစေတနာတလောနဲ့ဘလို့ပြုစုမလဲဆိုတာသိကျင်တယ်ဗျာမလေးလာခဲ့လိုက်ဟောကျမတပည့်လေးတွေရလေအလုတ်အပေါ်မှာစေတနာထားမှုကိုဘေးရင်ပြီးဘလို့ပြုစုလဲဆိုတာရှင်တို့မျက်မြင်ကိုယ်တွေတွေ့ရမှာတငယ်ချင်းတွေမှာခေါ်လာခဲ့မယ်နော်ခေါ်လာခဲ့စမ်းပါရှင်ကျွန်တော်ကတော့လေဘသူတွေပါပဲပြောဘသူ့ပဲရွေးဗျာဟောရနှစ်အစိတ် experience ရှိရဲ့မရင်လာပဲရတယ်သွားပြီနော်သူဘာပြောသွားလဲ25နှစ် experience ရှင်မရင်လာပဲနော်တဲ့သူဘာပြောသွားလဲမသိဘူးနိုးရာ तू ကလေ25နှစ် experience ရှင်မရင်လာပဲနော်တဲ့အဲ့ဒါဘာတိတ်နဲ့ပြောသွားလဲယင်ဘာတိတ်ပင်နဲ့ပြောရမှာလဲဆရာမရဲ့ဆရာမပြောတာဒီရွာလူကြီးတွေရဲ့ကျမ်းမာရေးအခြေအနေဘလို့ပဲဖြစ်ဖြစ်ကူညီပေးမယ်လို့ဆရာမပြောတာဟုတ်တယ်လေအဲ့တော့ तू ကတမျိုးထင်သွားတာလीဘလို့ထင်သွားတာလဲဒီလိုဆရာမရဲ့ရှေ့တာငါသူတို့ငါဘလို့လို့ရကောင်းမှမသိဘူးရရှက်တာမပူပါနဲ့ဆရာမရဲ့မနဲ့ဖြန်သူတို့တွေလာရင်ဘလို့လက်စင်ပေးရမလဲဆိုတော့နိုးတာစဉ်းစားပြီးသွားပြီဘလို့လက်စင်ပေးပါလဲဒီလိုလေဘယ်လိုမရှိတဲ့တငယ်ချင်းရိုးရမှာဆက်တယ်ငါလည်းတခါမှမကြုံဘူးပါဘူးကွာကိုရီးယားကားတွေတရုတ်ကားတွေရတယ်သေဦးတပူတင်းမြစ်တွေနဲ့မာဆက်ထုတ်ပေးမှာတဲ့ဟုတ်တယ်ကွာငါတို့လည်းရောက်ခရဲရလေမင်းဖေခိုင်းတဲ့ကိစ္စတွေကိုမနာတဲ့လုပ်ပေးနေရတာအကုန်လုံးနဲ့ညောင်းညာခက်ခဲနေပြီဟုတ်တယ်ကွာတော်တော်ညောင်းနေရဟလားအေးအဲ့ဒါဆိုရင်မင်းတို့ငါ train ဆိုင်ကိုလိုက်ဖို့ပဲဘာလို့ပါလို့
မင်းတို့ကိုဘို့ကိုစင်ကိုတက်နှင်းခိုင်းပြီးတော့မာဆက်လုပ်ပေးမယ် မလို့တကယ်ချင်းနော်ရတယ်အခုမဆက်လုပ်ပေးမဲ့ shorty လေးတွေလုံးဝသမင်လေးတွေဗျသမင်လေးတွေမှာလုံးဝအသစ်ဆက်သမင်ရိုင်းလေးတွေဟုတ်ကဲ့ မင်းကညှိုးလိုက်တော့ငါတော့စိတ်ပါလာပြီကွာ ဟာတကယ်ချင်း မင်းစိတ်ပါလာပြီဆိုမင်းစိတ်ခဏလေးလျှော့လိုက်မနေ့ကရိုးရမှာဆက်ရောက်တယ်မင်းတို့သူတို့ကတကိုယ်လုံးလျှော့ပြီအကျော်လျှော့ပေးမယ်လို့ပြောတာ ကဲဘယ်လိုလဲတကယ်ဒီကြီးကအမှန်ဆိုငါတို့လည်းမဆိုင်ဘူးနော် ဟုတ်တယ် မင်းဖာသာကြီးခိုင်းရတဲ့ကိစ္စကိုမင်းတယောက်တည်းပြင်းနေပြိုင်းနေမှာဆိုလို့ငါတို့အဖော်လုပ်ပေးတာအခုမင်းတကယ်ချင်းငါတို့ပြိုင်းနေပြီလေမင်းဘာလုပ်ပေးမှာ ဟုတ်တယ်လေဟိုမာဆက်ချင်းတူတူလေးရိုးရမာဆက်ဆိုတော့ငါလည်းစိတ်ဝင်စားလာပြီကွာ ကဲကွာလေးမဲတမဲမင်းတို့ဒီလောက်တောင်ညီနေမှတော့သွားတော့ 你弄那办好的漂亮嘞， ခွေးလျားသည်မို့ 快点的么？ အင်းဒီချွေလေ နာမည်ဘယ်လိုခေါ်လဲ နိုးရပါရှင် နာမည်လေးနဲ့လူနဲ့လိုက်တယ်နော် ကျေးဇူးတင်ပါတယ်ရှင် ဟိုဒီလောက်လှတဲ့နိုရာဒီလိုလုပ်မျိုးကိုဘာလို့လုပ်နေရလဲ ဘဝပြီးမလှလို့ပေါ့ရှင် နိုရာဘဝဘေးမလှဘူးဆိုရင်လည်းဟိုနိုရာရဲ့အလှကြောင့်နိုရာဘဝလေးပြောင်းလဲသွားအောင်ဟိုတခြားလူပြောင်းလို့ကြည့်ပါလားနိုရာရဲ့ဟိုနိုရာဘဝဘာကြောင့်မလှရတာလဲဆိုတာကိုပြောပြလို့ရလား ကျမဘဝကန်ဆိုးလွတ်ပါတယ်ရှင်ကျမကိုမွေးခဲ့တဲ့အဖေကအရက်သမားကျမရဲ့အဖိုးကအုံနောက်မကောင်းအမေကနှလုံးယောဂါတဲ့ညီမလေးကလည်းခြေတစ်ဖက်မတန်နဲ့မွေးရပါပိုလီယိုမောင်လေးကလည်းမွေးရပါမျက်မမြင်အဲ့ဒီလိုမျိုးမိသားစုရဲ့ဒုက္ခကြီးကျမပေါ်မှာပြိုလဲကြလာတော့ကျမတို့တို့ကဲဖို့အတွက်ဒီလိုကိုလောက်ရတာမှားလားရှင် ကဲပါဟိုရှင်ကကျမဘွားရဲ့အကြောင်းသိတော့ရှင်ကဘာလို့ပေးနိုင်မှာမဟုတ်လို့လဲ နိုရာဘဝအကြောင်းအခုလိုကြားရတာကိုတကယ်စိတ်မကောင်းပါဘူးနိုရာရဲ့နိုရာရဲ့ဘဝလေးပြောင်းလဲသွားအောင်ကိုနိုရာကိုကူညီပေးခြင်းတယ်ဟိုနိုရာနဲ့ပြန်ကြရင်အားလားဟိုအားရင်လေဟိုကျောင်းဘေးကညောင်မင်းအောက်ကိုနိုရာလာခဲ့ပါလားကိုနိုရာနဲ့အေးဆေးစကားပြောချင်ပါ ဟိုအဲ့ဒါ ဟာနိုရာကိုမယုံလို့လားကိုယုံမနိုရာရဲ့အေးဆေးစကားပြောချင်လို့လာခဲ့နော်နော် ဟိုစကားပြောရရင်လည်းများနေပြီစေးလိုက်ရအောင်လေအင်းကြီးချော့ ရတယ်ကိုမလိမ့်တော့ဟိုမနေ့ပြန်တာနိုရာအပင်အောက်ကိုဆက်ဆက်လာခဲ့နော်နော်ကိုထားလိုက်ထားခဲ့နော် မအောင်မြင်လိုက်ပါဘူးဆရာမရဲ့ဟမ် तू ကနူရာရဲ့ဘဝအကြောင်းမေးတော့လေနူရာ over တင်းပြလိုက်တာ तू တကယ်ကြွေသွားပုံရတယ်